ဆိုင်တွေ့ပြီးကမှကြုံပြီးလို့ရမီပြီလားတယောက်ရဲ့ရင်ခုန်မှန်ကိုတယောက်ချမ်းရတာအလုံးကြီးကစွာရှိနေရဲ့တာတို့ရဲ့ကံကြမ္မာကမညာတာရှိစေရမယ်လမ်းမှာသူကအရှိဆိုကိုကအနောက်ပါတလန်းရင်ရှုံးလို့မသိသာတစားရေစားကိုဝေးွားခရီးအတော်ပေါက်ခါမှနောက်ကိုလှည့်ကြည့်သမီးလေးများပါမျက်နှာချင်းဆိုင်တွေ့ပြီးကမှကြုံပြီးလို့ရမီပြီလားတယောက်ရဲ့ရင်ခုန်မှန်ကိုတယောက်ကြမ်းရတာအလုံးနီးကစွာရှိနေခဲ့တာတို့ရဲ့ကံကြမ္မာကမညာတာရှိစေရမယ်လမ်းမှာသူကအရှိဆိုကိုကအနောက်ပါတလန်းရင်ရှုံးလို့မသိသာတစားလေးတစားကိုဝေးကွာခီးအတော်ပေါက်ခါမှနောက်ကိုလှည့်ကြည့်သမီးလေးပြန်ပါလူလည်းမရပါပတ်သက်မှုလည်းမရှိတာသူနဲ့ကိုယ်သာအတိဆုံးကနားလည်မှုလည်းရှိရပြီလားကောင်းတဲ့ရတာကြာနေရရင်စိတ်မှာတကယ်ချမ်းသာတစုံတယောက်ကများငါဒီလိုအနေထားမှာချစ်ခဲ့ကြသလားမေးခဲ့ရင်အဖြေမှမရေရာကိုလည်းဇဝေဇဝါသူလည်းကိုလူနေမှာတေးကြဥပမာပေးရရင်သုံးနဲ့လေးပမာအနီးဆုံးမှာရောက်ခဲ့ပေမဲ့ကြိုးချင်းကလို့တရွေ့
ပါပတ်သက်မှုလည်းမရှိတာသူနဲ့ကိုယ်သာအတိဆုံးပါနားလည်မှုလည်းရှိပြီလားကောင်းတဲ့ညသာကြာနေရရင်စိတ်မှာတကယ်ချမ်းသာတစုံတ